လူလူပါခင်ဗျာမိမဆိုမျိုးလိုရှင်းပြတာမရှိပါဘူး ဒါပဲကြည့်ရပါလို့ဟုတ်ပြော။ဟုတ်ကဲ့လေလို့ကြည့်နေလေ။ကြည့်နေ